အရန်ဆဆုတက်တဲ့ကောင်လေးတယောက်ကအခုလက်ရှိမှာဒေါ်လာဘီလီယံပေါင်းများစွာနဲ့ကမ္ဘာအချမ်းသာဆုံးအရှင်သခင်ငွေကြေးချမ်းသာမှုတဲတဲတာမဟုတ်ပဲမိမိလှုပ်ဆောင်တဲ့အလုပ်ကိုချစ်မြတ်နိုးခြင်းထူးခြားတဲ့ဆုတ်ဖြတ်ခြင်းများချမှတ်ခြင်းနဲ့ကြီးမားတဲ့စောစားမှုများနဲ့လူသားတွေကိုအာဃာတစီအထိပို့ဆောင်နိုင်တဲ့သူ This one really mattered. And I just want to say thank you for making it happen. Thank you. Elon Musk ကို1982ခုနှစ်မှာတောင်အာဖရိကနိုင်ငံပရီတိုရီယာမြို့မှာမွေးဖွားခဲ့တယ်။ငယ်စဉ်ကဆက်စုတက်တဲ့ကလေးတူဖြစ်ပြီးစာဖတ်ခြင်းကိုလည်းအလွန်ဝါသနာပါပြီးသိပ္ပံစိတ်ကူးရင်စာအုပ်များနဲ့ကွန်ပျူတာအကြောင်းများကိုပဲဖတ်ရှုခဲ့တယ်။ကွန်ပျူတာပရိုဂရမ်ရေးသားနည်းကိုကိုယ်တိုင်သင်ယူခဲ့ပြီးဒီပညာရပ်မှထူးချွန်သူတူဖြစ်လာခဲ့တယ်။သူကစနေနဲ့အရွယ်မှာ Blaster Gate ကိုဖန်တီးခဲ့တယ်။ Player က enemy space shot တွေကိုပြစ်ခတ်ပြီးဖြစ်စီရတဲ့ Gate ကိုကိုယ်တိုင်ကုတ်ရေးပြီးအဲ့ဒီ Gate ကို PC and Offer Technology Magazine တစ်ခုကိုဒေါ်လာ900နဲ့ရောင်းလိုက်တယ်။အဲ့ဒီအချိန်တုန်းကတိုးတိုးကြီးတဲ့ငွေဈေးတစ်ခုပါ။အဲ့ဒီ magazine ကသူ့ကုတ်ကို publish လုပ်ပြီးလူတွေဖတ်လို့ရအောင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအရွယ်ကလေးက programmer ထားလက်အရန်ကောင်းတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။အသက်19နှစ်မှာစစ်မှုထမ်းရမယ်စီကံကိုရှောင်လွှဲဖို့နဲ့သူ့ရဲ့အိမ်မက်ကိုအကောင့်ထဲဖို့တောင်အာဖရိကမှာထွက်ခွာခဲ့ပြီးကနေဒါနိုင်ငံကိုပြောင်းရွှေ့ခဲ့တယ်။နောက်ပိုင်းမှာအမေရိကန်ရှိဖက်ဆိုဘီနီယာတက္ကသိုလ်မှာစီးပွားရေးနဲ့ယူပဗေဒဘွဲ့တစ်ခုရရှိခဲ့တယ်။ Zep2 company ဟာသူနဲ့သူ့ရဲ့ကို Campbell Mass စတင်ခဲ့တဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်ပြီး online မျိုးပြလမ်းညွှန် software တွေထုတ်လုပ်တယ်။ဒါကို1996ခုနှစ်မှာ Compass Company ကိုဒေါ်လာတန်ပေါင်းများစွာနဲ့ရောင်းချခဲ့တယ်။ online business နဲ့ငွေပေးချေမှုလုပ်ငန်းများကိုစတင်ခဲ့ပြီးနောက်ပိုင်းမှာဖေးဖေအဖြစ်ပြောင်းလဲသွားပြီး2002ခုနှစ်မှာ eBay Company ကိုဒေါ်လာ1.5 ဘီလီယံနဲ့ရောင်းချခဲ့တယ်။ဒါဟာ Elon Musk ကိုမီလီယံနာကနေဘီလီယံနာလမ်းကြောင်းကိုချိုးမွေးစေခဲ့ပါတယ်။လူသားတွေမတ်ဂျိုဘူမှာနေထိုင်ရတဲ့အာကာသခီးစဉ်ဈေးစကားများရှိုးချဖို့2002ခုနှစ်မှာ SpaceX ကိုတည်ထောင်ခဲ့တယ်။ဒါပေမဲ့လွယ်လွယ်လေးနဲ့တော့မဟုတ်ပါဘူး။ Rocket Launch 3 ကြိမ်10တိုင်မအောင်မြင်ခဲ့ပဲငွေလည်းအကုန်နီးပါးကုန်သွားခဲ့တယ်။ကျန်သမျှငွေအကုန်နီးပါးရင်းပြီးနောက်ဆုံး Ford Launch မှာအောင်မြင်စွာပန်းလန်းထဲကိုရောက်သွားတာကြောင့် NASA ရဲ့စာချုပ်ကိုလည်းရရှိခဲ့ပါတယ်။သူဟာပြန်လည်အသုံးပြုနိုင်တဲ့ဒုံးပျံများကိုအောင်မြင်စွာတီထွင်နိုင်ခဲ့တာကြောင့်အာကာသနည်းပညာကဏ္ဍမှာထိပ်တန်းဖြစ်လာခဲ့တယ်။ Tesla လက်ဆက်ကားများထုတ်လုပ်ခြင်းနဲ့ကမ္ဘာကြီးကိုတတ်ရှင်းတဲ့စွမ်းအင်သုံးစွဲတဲ့စနစ်အထိပြောင်းလဲဖို့သူကရည်ရွယ်တယ်။မကြသေးမီက Twitter ကိုဝယ်ယူခဲ့ပြီး H လို့အမည်ပြောင်းလဲပြီး platform ရဲ့လှုပ်ဆောင်ခြင်းများကိုကြီးကြီးမားမားပြောင်းလဲခဲ့တယ်။ဦးနှောင်းနဲ့ကွန်ပျူတာချိတ်ဆက်ဖို့ Neuralink Company ရင်ကျိုးပိတ်ဆို့မှုများကိုဖြေရှင်းဖို့ Zebronic Company နဲ့ညာရည်တူအတွက် HAI တို့ကိုလည်းတည်ထောင်ထားတယ်။ယခုအချိန်မှာသူဟာအနာဂတ်ကိုပြောင်းလဲနိုင်မဲ့နယ်ပယ်အများကြီးမှာအလုပ်လုပ်နေစေပဲဖြစ်ပါတယ်။ You know, there's always problems in life. You know, this problem, solve that problem. But you know, there need to be things that inspire you. There need to be things that make you glad to wake up in the morning and say, "I'm looking forward to the future." သူရဲ့အောင်မြင်မှုဟာစုံနှိမ့်မှကိုမကြောက်ပဲစောစားရဲခြင်းတခြားသူများမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုလှုံ့ဆော်ခြင်းနဲ့ရရှိမျိုးမှန်းခြင်းရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုကိုမျိုးစေ့ချခြင်းနဲ့ခိုင်နှိုင်းနိုင်ပါတယ်။လူအများစုကတည်သီးကိုမြန်မြန်စားချင်ကြလဲသူကတော့အချိတ်ချမြင့်စွာစောက်ဆိုင်ရမယ့်အေယာမတဲတူကြီးတစ်ခုဖြစ်လာစေဖို့ခက်ခဲတဲ့မြေရိုင်းများမှမျိုးစေ့များစွာကိုစောစားစိုက်ပျိုးသူပဲဖြစ်ပါတယ်။